အားလုံးမင်္ဂလာပါဒီနေ့တော့မွေးနေ့ကိတ်လို့ရှင်နဲ့မွေးနေ့ကိတ်တွေဘယ်ဘလို့ဖြစ်လာတယ်ဆိုတော့အရန်စိတ်ဝင်စားဖို့ကောင်းတဲ့တမိုင်းဆောင်ကိုအားလုံးကိုပြပြချင်ပါတယ်ကဲဒါဆိုရင်အဆုံးပြန်ထောင်ကြည့်ရအောင်နော်တကယ်တော့မွေးနေ့မှာကိတ်မှုစားတဲ့အလေးထားကဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းထောင်ချီရှိပြီဖြစ်တဲ့ရှေးဟန်ဂရိခေတ်ကလေးကနေစခဲ့တာပါအဲ့တော့ဆိုရင်ဂရိလူမျိုးတွေကလာနဲ့သမီးကိုပူဇော်ဖို့အတွက်လမင်းကြီးလိုဝေါပွိုင်းဆက်ဆက်နဲ့လင်းချင်နေတဲ့ကိတ်မှုတွေကိုလုပ်ခဲ့ကြတယ်ကိမုံပေါ်မှာဖျောင်းနိုင်ပြီးချုံညှိလိုက်တဲ့အခါကျရင်လမင်းကြီးလင်းသွားသလိုမျိုးဖြစ်သွားတာပေါ့ခုလောက်နေတဲ့ကိတ်ကရောလမင်းကြီးလိုဝိုင်းဆက်ပြီးတော့မလှနိုင်ဘူးလားခုလိုမျိုးကလေးတွေအတွက်မွေးရပွဲလုပ်တဲ့အလေးထားကကြတော့15ရာစုလောက်မှာဂျာမနီနိုင်ငံနေစခဲ့တာတဲ့အဲ့တော့ဆိုရင်သူတို့က Kinderfest လို့ခေါ်တဲ့ကလေးမွေးနေ့ပွဲတွေကိုလုပ်ကြတယ်ထူးခြားတာကတော့ကလေးရဲ့အသက်ထက်တစ်နှစ်ထပ်ပိုတဲ့ဖျောင်းတဲ့အရေးအတွက်တွေကိုထွန်းကြတာပဲဥပမာသမီးလေးရဲ့အသက်က9နှစ်ပြည့်တယ်ဆိုရင်ဖျောင်းနိုင်ကို6လိန်ထွန်းတာပေါ့အဲ့ဒီအပိုတရာရဲ့အထိပ္ပယ်ကဘဝရဲ့အလင်းရောင်ကိုစားပြုတာတဲ့ခုမွေးနေ့ပေါ်မှာဖျားတဲ့လူနဲ့ခါကြရင်လေဒီเจ้าရလေးကိုတတိယပေးအောင်နော်ကဲဒါဆိုရင်ကိမို့ဘော်ကဖျားတဲ့တွေကိုမှုတ်ပြီးဆူတောင်းတာကရောဘယ်ရလာရလဲရှေးတော်ကလူတွေကဖျားတဲ့ခါလင်းထွက်လာတဲ့မိကိုငွေတွေဟာတို့ရဲ့ဆူတောင်းခြင်းတွေကိုနတ်မိမဲ့တွေစီနတ်ဖျားတွေစီကိုတည်ဆောင်သွားပေးတယ်လို့ယုံကြည်ခဲ့ကြတယ်ဒါကြောင့်မွေးနေ့ရှင်တွေကမျက်စိမှိတ်ပြီးဆူတောင်းတယ်ပြီးတာနဲ့တစ်ချက်တည်းပြတ်အောင်မှုတ်လိုက်တဲ့အခါကျရင်ဆူတောင်းတွေကပြေဝတက်တယ်လို့ဆိုကြတာပေါ့ကဲခုတော့နေတဲ့အယ်ဆာမရဲ့မော်ဆောင်အားရည်နဲ့တူသမီးလေးရဲ့ဆူတောင်းတွေကိုလည်းတကယ်ဖြစ်လာမှာပါအရင်ကတော့ကိတ်မုတ်တွေကအခုလိုမျိုးချွတ်ချွတ်အေးအေးလေးတွေမဟုတ်ဘဲနဲ့ပါမုံလိုမျိုးအကျန်းစားသူတွေပါဒါပေမဲ့နီးပညာတိုးတက်လာတဲ့အခါကျတော့အခုလိုမျိုးအယောင်သွေးဆုံတဲ့ကိတ်မုတ်တွေအရသာရှိတဲ့ခရီးတွေဖြစ်လာတာပေါ့ကဲဒါဆိုရင်ပြောရင်းနဲ့ကိတ်မုတ်လောက်လာလဲပြီးတော့မယ်မွေးနေ့ရှင်လေးတဲ့ဒီကိတ်မုတ်ကိုစားပြီးတာနဲ့အယ်ဆာလိုမျိုးတတိရှိပြီးကျန်တတ်တဲ့မိန်းကလေးတယောက်ဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ် Happy birthday ပါသမီးလေးရေ